ပွဲကြီးသူအမျိုးသမီးကိုကိုထိလက်ရောက်ကျွလွန်ခဲ့တဲ့မမောင်လွင်ကိစ္စရဲ့နောက်ကျောင်းရာဇဝင်တချို့ထွက်ပေါ်လာရန်ကုန်ယူနိုက်တက်ရဲ့အသင်းကောင်းဆောင်မမောင်လွင်ကတော့အခုချိန်မှာ6 လကြာပွဲကစားခွင့်ကိုရန်နာလိုက်ရပြီဖြစ်တယ်လို့ဒဏ်ချေး330ကိုလည်းပေးဆောင်လိုက်ရပါတယ်အကြောင်းရင်းကတော့အားလုံးလည်းသိကြတဲ့အတိုင်းပွဲကြီးပြည်သက်ကိုကိုထိလက်ရောက်ကျွလွန်ခဲ့လို့ပဲရှင်မမောင်လွင်ဟာစိတ်ဆက်သူပြီးပွဲကင်းထဲမှာအော်ဟစ်နေတဲ့အမျိုးသမီးကိုတွားရောက်ထိုးနှက်ခဲ့တာပါဒါကြောင့်ပဲအခုလိုပြစ်ဒဏ်ကိုချမှတ်ခံခဲ့ရတာပါမမောင်လွင်ပြစ်ဒဏ်ချမှတ်ခံရပြီးမှအဆိုပါအမျိုးသမီးရဲ့နောက်ကျောင်းတချို့လည်းထွက်ပေါ်လာပါတယ်ဒါကတော့ပွဲကြည့်သူအမျိုးသမီးဟာဘောလုံးပွဲတိုင်းမှာအခုလိုအော်ဟစ်ဆဲဆိုတတ်တာဖြစ်ကသူ့သဘောမတူတဲ့ကစားသမားတွေကိုအောက်လုံးတွေနဲ့ဆဲဆိုတတ်ပါတယ်ဒါရင်မကသေးပဲအခြားတစ်သင်းကပြိုင်ဘက်အသင်းကိုပတ်စံပြီးဆဲဆိုခိုင်းရင်လေဆဲဆိုတောင်းချမ်းပေးတတ်သေးတယ်ဆိုတဲ့သတင်းတချို့ထွက်ပေါ်နေခဲ့တာပါမမောင်လွင်တို့ပွဲမှာလည်းအဲ့ဒီအမျိုးသမီးကအော်ဟစ်ဆဲဆိုနေတာကြားပြီးဖြစ်ကပထမပိုင်းပြီးချိန်မှာတော့ထိမရတော့ပဲမမောင်လွင်ဟာအခုလိုကျွလွန်ခဲ့တာဖြစ်ပါတယ်မမောင်လွင်ကအမျိုးသမီးတယောက်အပေါ်အထူးသဖြင့်ကစားသမားတယောက်ကပွဲကြည့်ပြည်သက်အပေါ်ရိုင်းပြခဲ့တဲ့အပြင်ကိုထိလက်ရောက်ကျွလွန်တာကြောင့်မှားတယ်လို့ဆိုပေမဲ့ဒီအမှားကလည်းတူးရဲရဲ့အမှားလို့တော့ဆိုလို့မရပါဘူးနော်တကယ်ဆိုရင်နင့်နာသူအမျိုးသမီးကရန်ကားဆဲဆိုတတ်သူမှန်သိရင်ပွဲတာဝန်ရှိသူတွေဘောလုံးလောကတာဝန်ရှိသူတွေကတေချာတာဝန်ယူစစ်ဆေးတင်တာပါကွင်းတချို့နဲ့ပွဲတချို့မှာဆိုရင်အဲ့ဒီအမျိုးသမီးကိုဝင်ရောက်အားပေးခွင့်ပိတ်ပင်ထားတာကြောင့်မမောင်လွင်တို့ပွဲစီစဉ်သူနဲ့ကွင်းတာဝန်ခံတွေကတေချာတာဝန်ယူတင်တာကိုပေါ်ရော့ခဲ့တာဖြစ်ပါတယ်ဒီအဖြစ်အပျက်ကမမောင်လွင်ရဲ့ရန်ကားမှုတွေမဟုတ်ဘဲဘောလုံးလောကရဲ့ပေါ်ရော့မှုတွေကိုမိမောင်းထိုးပြလိုက်တယ်လို့ပါပဲနော်ဂျီအန်ပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ